ဘာအသံသွင်းကြရင်ကောင်းမလဲဆိုပြီးတော့တိုင်ပင်တဲ့အခါမှာမိသားစုထဲမှာအကြီးဆုံးဖြစ်တဲ့ခင်ကပုံမြင်နေကဒုက္ခရောက်တာလေးပဲဖြစ်နေတယ်ပျော်ရွှင်စရာမကောင်းဘူးပေါ့အဲ့ဒါကြောင့်မို့ပျော်ရွှင်စရာလေးကိုအတန်သွင်းချင်တယ်ဆိုတော့မိသားစုတစ်စုမှာဘယ်လိုတွေနေထိုင်ကြရင်မိသားစုဝင်တွေဘယ်လိုမျိုးပျော်ရွှင်အောင်လုပ်ကြမလဲဆိုတာကိုဆွေးနွေးမယ်ခေါင်းစဉ်ဖြစ်ပါတယ်ပထမဆုံးမိရဆွေးနွေးရမလားကပြရဆွေးနွေးမှာဆွေးနွေးပါဝင်ဆွေးနွေးမဲ့သူတွေကတော့ဖေဖေရဲ့ မမေရဲ့ သမီးနုနုရဲ့သမီးခင်ခင်ရဲ့ဖြစ်ပါတယ် ဒီအိမ်မှာဖေဖေကအိမ်အောင်ဦးစီးတယောက်ပေါ့နော်ဒီအိမ်အောင်ကိုဦးစီးနေရတဲ့ဖေဖေအတွက်ကဘယ်လိုလုပ်ရင်ပျော်ရွှင်ဖို့ကောင်းလဲဆိုတော့မိမိရဲ့သမီးကြီးရဲ့သမီးငယ်လေးရဲ့ကအမြဲတမ်းပျော်ရွှင်နေတာမြင်လို့ရှိရင်ဖေဖေကအရန်ပျော်တယ်အဲ့ခါကျရင်ဖေဖေကဘာကြီးလုပ်ရလဲဆိုတော့အားလုံးပျော်ရွှင်အောင်အားလုံးဖြစ်ချင်တဲ့ဆန္ဒတွေဖြည့်ဆည်းနိုင်အောင်လို့ဖေဖေကမြဲစူးစမ်းပေးတယ်ဘယ်ချိန်မှပျော်ဆုံးလဲဆိုရင်သမီးလေးနှစ်ယောက်ကပျော်ရွှင်ရွှင်နဲ့ချစ်ချစ်ခင်ခင်အတူတူဆောနေတဲ့အချိန်အတူတူအိမ်တို့တွေဝိုင်းလုံးနေတဲ့အချိန်တယောက်ကိုတယောက်အရန်ဂရုစိုက်တဲ့အချိန်တွေတွေ့လို့ရှိရင်ဖေဖေကအရန်ပျော်တယ်အားရည်လည်းရှိနော်ဒါဖေဖေအတွက်ဒီပြပြရဲ့ဟာလေးပါခင်ဗျာလူမနေလဲရောက်ပါပြီမမေကဘာပျော်ဆုံးလဲဆိုတော့ဘာကိုစိတ်ညစ်ဆုံးလဲဆိုတော့ဆက်ကျင်ပတ်ရင်စဉ်းစားလိုက်တဲ့အခါမှာမိသားစုဝင်တွေနေမကောင်းဖြစ်ရင်စိတ်ညစ်ဆုံးပဲအားကြောင့်မို့မိသားစုဝင်တွေကြကြမမရှိနေတဲ့အချိန်ကြကြမမရှိနေတဲ့အချိန်မှာပျော်ဆုံးပဲလို့ပြောရမှာပေါ့အဲ့တော့ခဏပြပြပြောသလိုပဲကြကြမမရှိတယ်သမီးနှစ်ယောက်ကလည်းတဲတဲရှူးရှူးနဲ့ပျော်နေကြတာမြင်အဲ့ဒါကအပျော်ဆုံးချိန်ပဲဒီထက်ပိုပြောရမယ်ဆိုရင်တော့တောင်းဆိုချင်တာပဲပါတော့မမေကဒီထက်ပိုပြောရမယ်ဆိုလို့ချင်းတော့ဖေဖေကလည်းဒီအေးစစ်စစ်နဲ့ကိုလုံးနေတယ်မိသားစုတက်တောင်းဝင်နေကြအောင်လုပ်နေရမြင်ရတယ်သမီးတွေကလည်းကိုတောင်းဝင်ကိုကြည်တယ်နောက်ခဏခဏပြောသလိုမျိုးတဲ့တယ်ဆိုတော့မတဲ့တာတွေကများနေတယ်ဆိုတော့မတဲ့တဲ့အချိန်ကြီးမရှိဘဲနဲ့ပြောနေကြတယ်ကိုစာကိုလောက်တာမရှိသေးဘူးဆိုပေမဲ့ကိုစာကိုလောက်တာမမျောနေသေးပါဘူးစာလုပ်ဖို့ခေါ်တဲ့အချိန်မှာပျော်ရွှင်ရွှင်လာတာလေးမြင်ရတယ်အဲ့လိုမျိုးသာနေရတယ်ဆိုလို့ရှိရင်တော့အဲ့လိုသာအများအားရှိတယ်လို့လည်းမမျှော်လင့်ပါဘူးအဲ့လိုသာမများအချိန်မများရမယ်ဆိုရင်တော့မမေကတော့ပျော်စရာကောင်းတဲ့အချိန်တွေအများကြီးရတယ်ခုဘယ်လိုပြောပါလဲ ပြုံးလားသမီးကကြတော့မိသားစုနဲ့အတူတူရှိတာလို့ကိုလို့ချင်တာတိတ်ပဲအခုစိတ်တယ်ပြီးရင်သမီးကအဲ့လိုအေးရဲ့နေရာမှာလက်တွဲပြီးတော့ရှောက်သွားနေရလေစိတ်တယ် ရေရဲတက်တာလည်းမဟုတ် အဲ့လိုမျိုးအဲอืมစင်ကြီးရတော့ဘယ်လိုတိုက်ကြီးရည်ချင်းပါလေပြီးရင် ပြောတာလေ ဟုတ်အဲ့ဒီလဲတဲ့စန်တာလို့ကမုံပွင့်တယ် ဆိုဘာမှမဝယ်ဘူးဆိုရင်တော့ညခဏခဏလုပ်ပဲလို့ရနေ့တိုင်းသွားလုပ်လို့ရနေ့တိုင်းမှာလက်တွဲပြီးအဲ့ခဲကို မဟုတ်ဘူးအဲ့လိုမိသားစုနဲ့ရှောက်သွားရတော့ဒီလေကားပေါ်မှာနေရတဲ့ကိုကြိုက်တယ်လှုပ်နေရပါတော့ကားမှာနေရတဲ့အိပ်ပျော်တယ်ပြီးရင်သူကအဲ့လိုမျိုးကို ကောင်းမှညီကကြိုက်ရဆိုကောင်းမှညီလေးရမဖြစ်ဘူးပေါ့ကောင်းမမြောက်ဘူး ပိတ်တော့ချစ်ဘူးပြီးရင်ဒီမိကအဲ့လို movie ကြည့်တဲ့အချိန်ကြိုက်တယ်ဒါပေမဲ့မိသားစုဆုံးပါကြိုက်တာ Harry Potter တို့ဘာလို့လဲမိသားစုဆုံးနေမှကြိုက်တာမျိုးခုခါအဲ့လိုကြည့်ရဆိုတိတ်ပိတ်နေကြ အဲ့ဆိုပြောအောင်လို့ဘယ်လိုစူးစမ်းပါလဲတော့ ပြောင်းလား သမီးဘက်ကဘာစူးစမ်းမယ် မိသားစုပို့ပြီးတော့အဲ့လိုကွာတနေရာထဲမှာရှိနေရလို့တက်အောင်နေလိုက်ရအဲ့လိုကွာစိတ်တောက်စိတ်ကောင်းနေနေရမတူတော့ဘူးလေ ဘေးကသိကြလားတပည့်ရဲ့သမီးဘက်ထားဘယ်လိုစူးစမ်းမလဲတဲ့ အဲ့လိုတက်အောင်နေတာလေညီမလေးနဲ့တက်အောင်နေ တရားနေဖို့စူးစမ်းမယ်ပေါ့ အဲ့ရ
ပြီလားသမီးက ပြီးပါပြီ အဲ့ဒါဆိုရပြီပေါ့ စီးတမီးရကြတော့အေးမိသားစုတစ်ခုလုံးနဲ့နိုင်ကြီးအကြီးထဲမှာနေခြင်းနဲ့ဖော်ရှင်ဘယ်လိုတော့တူတူသွားရကြိုက်တယ်ဖော်ရှင်အေးတဲ့အချိန်မှာလဲမိသားစုတစ်ခုလုံးနဲ့လိုက်လျှောက်ထွက်ကကြိုက်တယ်ဖော်ရှင်တမီးရကြီးလာရင်မမနဲ့တူတူနေရကြိုက်တယ် မဘယ်တော့ချစ်တာလဲနော် ဒီ ဟာတာပြင်းပါအကြလိုက်တာနနူး ဒီတမီးရစိတ်ထဲမှာတော့မမေကိုပြောအောင်ပြီးချင်တဲ့ဒါရွယ်အမြဲတမ်းရံဖြစ်နေတယ် အဲ့ဒါဘယ်လိုကြိုးစားမှာ တမီးပါစက်ကတော့အမြဲရံဖြစ်နေတယ် အဲ့ဒါခုကြိုးစားလိုက်လी ဘယ်လိုတွေ့ကမှလဲ အဲ့လိုကြိုးစားရင်ကောင်း တမီးရအိမ်လို့ဒီဝိုင်းလို့မနဲ့ဆိုးထားပြီးတော့တိုက်တယ် ကိုလို လုံးမှာပေါ့ကိုလိုပြီးကြိုးစား မင်းတို့ပြောအောင်လုပ်မှာပေါ့ အဲ အပတ်ချင်းလေးနဲ့နနူးတော့ကြထပ်ပေါ်လာသေးလား ပေါ်လာရဟောရနေရိုင်းတခုလည်းတခုတမီးရမဖူးရတာပြောတယ်ပြီးရင်တမီးရဘယ်လိုခေါ်မလဲမကြိုက်တာပေါ့တမီးရလေကြီးလာရင်ဘယ်လိုလုပ်မလဲပြောလိုက်ရင်မီတို့ကလေပေါ်မနေနဲ့တို့ဟာလေစိတ်ထဲမှာပဲကူးဝင်နေတယ်လို့ပြောတဲ့အချိန်လေးမချိုက်ဘူး စီပီးရင်မနေနဲ့ဒီလေကြီးရောပြောမြင်အဲ့လေပြောတယ်ပါပေါ့အဲ့လေပြန်ကြိုက် proof တဲ့ပြီးရင်မမေစုခင်ရတာလည်းပြ ပြေဆွေလိုက်ရပေါ့ ဟုတ်ပြီနဲ့စုမချပြောနေမိုက်ချဟိုးအော်လေထက်ဖန်လီယာအတန်လေးကိုနောက်ထောင်ပြီးလို့ကျေးဇူးတင်ပါတယ်ရှင်နောက်နေ့ဘာတဲ့အောင်မလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပေးအောင်နော်